Hello, hello，မင်္ဂလာပါရှင်။是ရဲ့ Chinese for Children page မှာ是ရဲ့နွေရာသီထုတ်စာတင်တာမပွင့်သေးဘူးလားမေးနေကြတဲ့ကျောင်းသားမိဘတွေအတွက်အခုတော့ဖွင့်လှစ်ပေးလိုက်ပါပြီနော်။နွေရာသီမှာပြင်ကိုသွားတက်ပြီးတော့အချိန်ကုန်လူပန်ကလေးလေးလည်းပြင်ပန်ရအောင်ဆို online class လေးတွေပဲဖွင့်ပေးထားပါရှင်။အဲ့ online class လေးတွေမှာဒီချက်တွေကဘယ်လိုမျိုးတက်ကြွကြွသင်ကြားပေးပါလဲ။အားကြောင်းရာတွေကိုသင်ကြားပေးပါလဲ။ဒီကြည့်အောင်ရှင်းထားတယ်မှာပါလေးပါမလဲ။数字跟看那类的爸爸们，到时候个类的本来讲你不老的多的嘛嘞，而是那等呢，得啦对个类的个把这多么嘞，得啦对面喏，事情一对嘛，把这多么嘞，1 to 100，1到100，你看你的呀，对1到这你得把里面，OK，那下一个那图把灯嘞。颜色 color 类的多把里面 ，so color 这个是单情纹的情来，没比你还没皮的多。个类的样味了，龙我们皮肤喏，闹得苦食物 ，OK， 它是的差赛呢，那个家里个类的那个家类出来的看嘛，它打那么严，六路标的比较 fast food 的马的没，闹得苦，我们那些有限的我家里的个地少的没。大家都得啦，对，是的，ဖြစ်တဲ့အတွက်အနေငယ်လေးတော့တတ်မှာပေါ့နော်။ဆို3လလောက် basic 3လလောက်ဆိုလို့ရှိရင်တော့တော်တော်များများကိုပြောထားမှာဖြစ်ပါတယ်။ဒီဟာတွေအပြင်တခြားတော့ class activity တွေလည်းထပ်ပေးထားပါတယ်။များသောအားဖြင့်တော့ဆိုနေရာဒီမှာကလေးလေးရတခြား tuition တွေလောက်ဆရာမလို့တဲ့ဖြစ်တဲ့အတွက်ကြောင့်ကျုပ်ဆိုင်သားလေးတို့လုပ်ရမယ်နော်။ဆိုအများကြီးတော့မပေးပါဘူး။ဟိုမှာဖြစ်လို့ရှိရင်တန်းနဲ့မိုင်းသားအများကြီးပေးလို့မရှိပါဘူးရှင်။ဒါပေမဲ့တနေ့စာတစ်နေ့တော့ပုံမှန်လေးလုပ်ပေးရပါမယ်။တာမီတို့တောင်းဆိုတဲ့အချက်ကဆိုနေနဲ့နည်းနည်းလေးပဲရှိပါတယ်အတန်းချိန်ပုံမှန်တက်ပြရမယ်ဟုတ်ပါတယ်အရှက်နေရာဒီနဲ့ချိန်ရတာမျိုးဖြစ်တဲ့အတွက်ကြောင့်ဆို2လ3လအတွင်းကိုတာမီတို့ရဲ့တယောက်စာရေးအချိန်ကိုမြင့်တင်မှာဖြစ်တဲ့အတွက်ကြောင့်အတန်းချိန်ပုံမှန်လေးတက်ပြရပါမယ်နံပါတ်1ခွင့်ကြိုတိုင်ပေးရမယ်အကဲလို့များသွားစရာတွေပေါ်လာခဲ့လို့ရှိရင်ခွင့်ကြိုတိုင်ပေးရပါအရှက်နေနဲ့သားတို့သမီးတို့အပြင်ထွက်ပြီးတော့လွယ်လွယ်ရအောင်ဒါသမီးတို့အပြင်ထွက်ပြီးတော့လဲနိုင်အောင်တော့နေကစော့လို့ရအောင်ရှင်နေညပိုင်းလေးဖွင့်မိထားဖြစ်ပါတယ်တော့အချိန်လေးတွေစဉ်းစားပြီးတော့ဖွင့်မိထားတာပေါ့နော်အဲဒီအတွက်ကြောင့်ပုံမှန်လေးတော့ try ပေးပါလိုအပ်ရင်တော့ခွင့်တိုင်ပါโอเคနံပါတ်3ချက်ကဲခွင့်နိုင်ခဲ့တည်ရှိတော့ recording လေးပြန်ကြည့်ပေးပါဆိုအတန်းနေထဲမှာဘာသင်ပေးလိုက်လေဆိုတာကိုသားမျိုးအင်စာလေးပြန်လုပ်ထားပေးပါဒါမှသာလျှင်ကိုယ့်ရဲ့ language တစ်ခုကိုကောင်းကောင်းတိုးတက်မှာဖြစ်ပါတယ်ကလည်းတက်နိုင်တဲ့လောက်သားမျိုးတို့ကို supportive လုပ်ပေးတော့မှာဖြစ်ပါတယ်ဒါတို့မျိုးကလည်းကိုဒီအနာဂတ်မှာကြီးပြင်းလာမှာဖြစ်တဲ့သူကကိုကဘယ်လိုမျိုး survival skill တွေတတ်ထားရမလဲဘယ်လို language တွေတတ်ထားရမလဲ so English ဒီ Chinese တွေကဆိုအနာဂတ်မှာမဖြစ်မနေလိုလာမယ့် language တွေဖြစ်တဲ့အတွက်ကိုကလေးကနေစူးစမ်းထားလို့ရှိရင်မိပါသေးတယ်နော်好အဲ့ဆိုလို့ရှိရင်ဆိုအတိုင်းချိန်စီအချိန်စီရပြတော့ဒီပါပါတခြားတော့ပုံတူသားရစရာဗီဒီယိုလေးတွေကိုပုံမှန်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့် page လေးကို like နဲ့ follow လုပ်ကြမယ်နော် bye bye